လူတန်းပြုလုပ်ပြီးကုသိုလ်ရဖို့ရာငွေကြေးချမ်းသာမှပြုလုပ်နိုင်မှာလားအလူတန်းတွေပြုလုပ်ပြီးကုသိုလ်ရဖို့ဆိုတာငွေကြေးချမ်းသာမှဖြစ်လာနိုင်မှာလားဆိုတဲ့မေးခွန်းကလူအများစုစဉ်းစားမိတတ်တဲ့အရာလေးတစ်ခုဖြစ်ပါရဲ့နော်တကယ်တော့လူအများစုကတော့အလူတန်းဆိုတာငွေကြေးတနာရှိမှချမ်းသာမှာပဲလုပ်နိုင်တယ်လို့ထင်တတ်ကြတာများပါတယ်ဒါပေမဲ့အလူဒါနရဲ့အနှစ်သာရကိုနားလည်ပြီးပြီဆိုရင်တော့ဒီလိုယူဆကလွဲမှားနေတယ်ဆိုတာကိုတွေ့ရမှာပါကျမတို့ရဲ့မြတ်စွာဘုရားရှင်လက်ထက်တုန်းကကြုံမှုတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုပြောပြချင်ပါတယ်။တစ်ချိန်တုန်းကပန်ထရာဆိုတဲ့ဆင်းရဲနွမ်းပါးလာတဲ့အမျိုးသမီးငယ်လေးတဦးရှိခဲ့ပူပါတယ်။သူမဟာအင်မတန်ဆင်းရဲတာကြောင့်ဝမ်းစာတက်နေ့တိုင်းခက်ခက်ခဲခဲအလုပ်လုပ်ရပါတယ်။ဒါပေမဲ့သူမမှာအလူဒါနပြုလို့တဲ့စိတ်ဆန္ဒကတော့ပြင်းပြခဲ့ပါတယ်။တနေ့မှာတော့ဖခင်အမှုပြုတဲ့တန်ဃာတော်တွေကိုစွန့်လောင်းလူဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ပတ်စံတစ်ပြားမှမရှိတဲ့သူမဟာဘာကိုလှူရပါမလဲဆိုပြီးတော့စဉ်းစားပူပန်နေခဲ့ပါတယ်။အဲဒီလိုနဲ့သူမစားဖို့အတွက်ခက်ခဲစွာရှာထားတဲ့ဆန်တဆုပ်နဲ့ဟင်းရွက်လေးနည်းနည်းကိုပဲစေတနာတရားအပြည့်နဲ့ချက်ပြုတ်ပြီးဖះရှင်နဲ့တန်ဃာတော်တွေကိုဆုံးကပ်လှူခဲ့ပါတယ်။ဖះရှင်ကတော့သူမရဲ့ဖြူစင်တဲ့စေတနာကိုအလေးနဲ့ထားပြီးသူမရဲ့အလှူဟာအင်မတန်ကြီးမြတ်ကြောင်းချီးကျူးခဲ့ပါတယ်။ဒီဇလန်လေးကနေဘာသိရလဲဆိုတော့အလှူဆိုတာပမာဏကြီးမားဖို့ထက်စေတနာတရားကသာအဓိကဖြစ်တယ်ဆိုတာပါပဲ။တကယ်တော့ကုသိုလ်ဆိုတာငွေကြေးပမာဏပေါ်မှာပဲမူတည်နေရမဟုတ်ပဲကိုပြုလုပ်လိုက်တဲ့ကောင်းမှုအပေါ်ထားရှိတဲ့စေတနာဝရိယနဲ့သတိတရားတွေအပေါ်မှာပိုအရေးကြီးပါရဲ့နော်ဗုဒ္ဓဘာသာမှာပုံညကရိယာဝတ္ထု10ပါးလို့ခေါ်တဲ့ကုသိုလ်ပြုရာအခြေခံ10မျိုးရှိပါတယ်အဲ့ဒီ10မျိုးထဲမှာဒါနပေးလူခြင်းကတစ်ခုအပါဝင်ဖြစ်ပေမယ့်သီလဆောင်ထိန်ခြင်းဘာဝနာပွားများခြင်းဝေယဝိဆကိုအားဖြင့်ကူညီခြင်းပတ္တိဒါနကုသိုလ်ဖို့ပေးဝေခြင်းပတ္တာနုမောဒနာသူတစ်ပါးကုသိုလ်ကိုဝမ်းမြောက်ခြင်းစတဲ့အရာတွေလည်းပါဝင်ပါတယ်ဒီတော့ငွေကြေးမချမ်းသာရင်တောင်မှကုသိုလ်ရနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါရဲ့နော်ဥပမာကိုအားဖြင့်ကူညီခြင်းဝေယဝိဆဖုန်ကြီးကျောင်းတွေဖျားကျောင်းကန်တွေမှာတန်ရှင်းရေးလုပ်ပေးတာရေထမ်းပေးတာပန်းလူဖို့ပန်းခုပေးတာစတာတွေဟာဝေကုံကြေးကြမရှိဘဲကုသိုလ်ရနိုင်တဲ့အလုပ်တွေပါပဲသီလဆောင်ထိန်ခြင်း9ပါးသီလ10ပါးသီလစတာတွေကိုကိုယ်နဲ့တကွဆောင်ထိန်ခြင်းဟာလည်းအင်မတန်ကြီးမားတဲ့ကုသိုလ်တွေပါပဲဘာဝနာပွားများခြင်းတရားထိုင်တာမေတ္တာပို့တာတတိပဋ္ဌာန်ပွားတာတွေဟာလည်းစိတ်ကိုဖြူစင်စေပြီးတော့ကုသိုလ်တွေရစေပါတယ်ဟုတ်ကဲ့ပါရှင်ကျမတို့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကြည့်ပြီးတော့ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အကြောင်းတရားတွေကိုသိရှိကကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျမတို့ရဲ့တရားဓမ္မ channel လေးကိုလည်း like and subscribe ပြုလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်